အားလုံးပဲမင်္ဂလာပါတူးရီဝင်သား channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်28ရက်4လ2026အင်္ဂါနေ့အတွက်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်အင်္ဂါနေ့မနက်ပိုင်းအတွက်အချိန်ကြီးကဲကနိုင်ပုံနဲ့ကိုအရင်ဆုံးပြောပြပေးခြင်းပါတယ်အင်္ဂါနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်တဲ့အချိန်2ခွန်ချင်းဖြစ်ပါတယ်1489နဲ့ကတ်မှာဖြစ်ပါတယ်ဗျ2ခွန်ချင်းကို1489နဲ့ကတ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပုံနဲ့10ကွက်ကတော့21242829ခွန်1ခွန်4ခွန်8ခွန်9ဆိုပြီးတော့ပုံနဲ့10ကွက်ရွေးထုတ်ပေးထားပါတယ်ဒါကတော့အင်္ဂါနေ့မနက်ပိုင်းအတွက်အချိန်ကြီးကဲကနိုင်ပုံနဲ့ဖြစ်ပါတယ်ဗျအင်္ဂါနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့2ခွန်လုံးပိုင်းဖြစ်ပါတယ်2ခွန်လုံးပိုင်းဖြစ်ပါတယ်ဗျအင်္ဂါနေ့နေကုန်မထိမပေါက်ကီးသုံးလုံးကတော့123ကီးဖြစ်ပါတယ်123ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါအင်္ဂါနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လဲကျေးဇူးအများကြီးတင်ပါတယ်9ရက်သားသမီးများအပူရရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျနော်